ဘယ်ဆံပြားလေးကတော့လေသူရှိရဲ့ဘဝလိုအကျိုးကြည့်အားလုံးမင်္ဂလာပါဒီကတော့ဒီနေ့အိမ်မှာကကြီးကက်လေးလှုပ်ရှားမှာပဲဖြစ်ပါတယ်ဆံပြားလေးဝယ်တယ်ဝယ်ပြီးလို့ရှိရင်ဒီဆံပြားမှာပဲဒါလေးနဲ့ဒီလိုမျိုးလေးဒါလေးလှိတယ်လှိလို့ရှိရင်ရထည့်တယ်ပြီးတော့နည်းလေးပျော့အောင်ဆိုပြီးတော့စီလေးနဲ့ဆိုပြီးတော့နေထားရပါတော့ကဲအရင်ဆုံးချက်မှာကဘာသားနဲ့ချက်မှာလဲပေါ့နော်ဘယ်ကတော့အသားလဲပါတယ်ပင်လယ်စာလဲပါတယ်ပင်လယ်စာဆိုလို့ရှိရင်ဘယ်ကပဇွန်ကင်းမွန်ရေပွဲထည့်ထားတယ်ဟိုသားလေးတွေကိုလုံးလုံးဆင်းပြီးတော့ဘယ်အရသာနဲ့နှက်ထားတယ်ပဲမပါမဖြစ်ကားကြတော့ပဲပြုတ်လို့ရှိရင်ကြက်ဥလေးလေးထည့်ချင်တာပဲကြက်ဥလေးလို့ရှိရင်ဒါကြက်သွန်ဖြူကိုဒါကြလေးရိုက်ထားတာအခုဘာလုပ်မလဲဆိုတော့ပင်လယ်စာကိုပဲနည်းလေးအရသာရှိအောင်လို့ဒီအရသာမျိုးလေးနည်းနည်းနေထားလိုက်မယ်ပေါ့နော်ဒီဥဆုံးတို့ပင်လယ်စာကိုရသမုတ်လေးထည့်မယ်။ထေးဥစီပစုံထည့်ပါမယ်။နည်းနေတဲ့အတွက်ထည့်ပါမယ်။ညီတော့နေပါမယ်။နေထားပြီးလို့ရှိရင်တော့ရေခဲတစ်ထားလေးကိုမိနစ်20နာရီခွဲလောက်ထည့်ထားပါမယ်။ဆံပြားကိုပဲငန့်ပြားရဲ့အနောက်ရဲ့ထေးဥစီရဲ့ပဲငန့်ပြားရဲ့အကြည်လေးရဲ့ထည့်ပါမယ်။ပဲဆံပြားလေးတွေကတော့နည်းတော့ကျိုးကြည့်ပါပါတယ်။ဒီနည်းငယ်ပူလာပါပြီတက်တုံလေးထည့်ပါမယ်ခုနကမေပဲဝတ်သားအရသာနေထိုင်အခါလေးထည့်ပါမယ်ခုနကမေပဲနှက်ထားတဲ့ပင်လယ်စာလေးတွေထည့်ပါမယ်ကဲအိုးကမဆက်မှာဆိုတော့လေအနီထဲကိုပြောင်းပြီးတော့ကြော်ပါမယ်ဒီထဲကကြက်သွားပြီဆိုလို့ရှိရင်ဒီထဲကိုမဲတို့နေထားတဲ့ဆံပြားလေးထည့်ပါမယ်ဒီဘက်ဆံပြားလေးကတော့လေဒီမှာကျိုးကြည့်နေသူရှိရဲ့ဘဝလိုအကျိုးကြည့်ဆန်ပြားနေဆိုတော့လေအရင်လည်းမှုလို့မရဘူးเนาะဘယ်လိုကကြီးကချက်လို့ရှိရင်ဒီပအုံးရည်လိုလေလို့ပြောပါเนาะပအုံးရည်လေးထည့်ပါမယ်ဒါသူအဆက်ရတာလေးဖြစ်ချင်လို့ဆိုတော့မေလုံးမြုပ်အောင်ပေါ့เนาะသုံးလောက်ထည့်ပါမေတို့ဒါပြီးသွားပြီဆိုလို့ရှိရင်ပအုံးရည်လေးနည်းနည်းထည့်မယ်ပေါ့เนาะအရင်အများကြီးလည်းမဟုတ်နည်းနည်းပေါ့ပြီးမေဘယ်တို့ကြက်ဥလေးပေါ့เนาะကျုပ်လေးကိုဒီအလယ်မှာရင်ထည့်လိုက်မယ်ကျုပ်လေးချက်ပါမယ်ပဲပြုတ်လေးကတော့မပါမဖြစ်ပေါ့နော်ပဲပြုတ်လေးထည့်ပါမယ်လို့ရှိရင်တော့နောက်ဆုံးမှာတော့ပဲပြုတ်မောက်လေးကိုထည့်ပါမယ်ဆော့လို့ဖို့အတွက်ပဲတို့ပဲပြုတ်မောက်ထဲကိုခုနကျန်တဲ့အရည်လေးနည်းလေးဆန်းထည့်လိုက်ပါမယ်ကဲအခုဆိုလို့ရှိရင်တော့ကကြီးကလေးစားသုံးလို့ရပါပြီရှင်ဒီတလောက်လေးနဲ့ချက်ထားပါရှင်ထားကြပါဦးရှင်